အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ဒီ healthy knowledge program ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျမတို့ဒီဗီဒီယိုလေးမှာတော့ကလေးတွေအတွက်ပေါ့နော်ဘယ်လိုတွေကြီးထွားခြင်းပုံအားဆိုရှင်အရေးကြီးတယ်လေဘယ်လိုတော့အစားအစာတွေကစားသင့်တယ်လေဆိုတဲ့ဟာလေးတွေကိုကျမပြပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ပထမဆုံးအနေနဲ့ကပေါ့နော်ဒါကျမတို့ကလေးတယောက်ရဲ့လို့ဖြစ်လာပြီပေါ့မွေးဖွားလာပြီဆိုလို့ရှင်တော့ဒါကြီးထွားနေဖွံ့ဖြိုးလာကြတယ်ပေါ့အဲ့တော့ဖွံ့ဖြိုးလာကြတဲ့အထက်မှာတော့အရေးကြီးဆုံးကတော့ကျမတို့ဒါမွေးတဲ့ချိန်ကနေစပြီးတော့မှကျမတို့အနည်းဆုံးတစ်နှစ်ပေါ့နော်တစ်နှစ်နှစ်နှစ်လောက်ထိကဒါပထမအဆုံးချိန်အရေးကြီးတယ်လို့လည်းဆိုလို့ရပါတယ်အဲ့တော့ဒါကြောင့်မို့လဲကျမတို့မှာပေါ့နော်1000 day early life nutrition ဆိုပြီးတော့မှဒါကျမတို့ခေါင်းစဉ်အမျိုးမျိုးနဲ့လည်းပြောကြပါတယ်အဲ့တော့ဒါကတော့ပထမအဆုံးအချိန်ပေါ့နော်အဲ့တော့ဒုတိယအချိန်ကတော့အခုပြောမယ်ဆိုလို့ရှိရင်တော့ဒါကျမတို့9နှစ်အောက်ကလေးတွေအတွက်ရှိမယ်နောက်တတိယအချိန်ကတော့ကျမတို့ဒါ9နှစ်လောက်ကနေစပြီးတော့မှလူပြိုပေါ်ဝင်တဲ့အချိန်ထိပေါ့နော်အဲ့တော့ဒီကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာတော့အရေးကြီးဆုံးကတော့ကျမတို့3ချိန်ရှိပါတယ်အဲ့တော့ဒီ3ချိန်ထဲမှာဆိုလို့ရှိရင်ဒါတိတိကျကျလေးကလေးတယောက်ကိုဆိုရှင်ကျွေးမွေးသွားမယ်ပြုစုသွားမယ်ဆိုလို့ရှင်ဒါကလေးတယောက်ရဲ့အနာဂတ်ကဆိုလို့ရှင်တော်တော်လေးသိချနေပြီလို့လည်းကျမတို့ကပြောလို့ရပါတယ်ရှင်အဲ့တော့ပထမဆုံးအချိန်မှာတော့ကျမတို့မွေးတဲ့အချိန်ကနေစပြီးတော့မှပေါ့နော်ဒါ2နှစ်လောက်အတွင်းကတော့အားလုံးလည်းသိပါတယ်ကျမတို့မိခင်တို့နဲ့ပဲစကြတယ်ပြီးတော့မှအစားအစာလေးတွေကိုဆိုရှင်ကျမတို့ကကျွေးမွေးကြတယ်ပေါ့နော်အဲ့တော့ဒီလိုလေးကျွေးမွေးတဲ့အခါမှာတော့ဒါတဖြည်းဖြည်းနဲ့ကြီးထွားလာတယ်ဒီချိန်တွင်းမှာပဲကျမတို့တွေကသူတို့ဆိုလို့ရှင်ဒါဥပမာဆိုရှင်သူတို့မှာရှိတဲ့ weight တွေနောက်ပြီးတော့မှ height တွေပေါ့နော်အဲ့ဒါတွေကိုမီမမီဆိုတဲ့ဥစ္စာလေးကိုကျမတို့ကစပြီးတော့မှကြည့်ရှုဖို့လည်းအရေးကြီးပါတယ်ရှင့်အဲ့တော့ပေါ့နော်များသောအားဖြင့်ကတော့ကျမတို့တွေကပေါ့နော်ဥပမာဆိုလို့ရှိရင်မွေးတဲ့ချိန်ကနေစပြီးတော့မှနှစ်လောက်မှသူတို့ရှိတဲ့အရက်တွေရှိတဲ့ weight တွေဆိုတာတိတ်ပြီးတော့မှအရေးကြီးတယ်ဥပမာအားဖြင့်ပြောမယ်ဆိုရင်တော့ပထမနှစ်မှာဆိုလို့ရှိရင်အနည်းဆုံးပေါင်20ကနေ25ပေါင်ရှိရမယ်ဒုတိယနှစ်ရောက်လာပြီဆိုရှင်26ပေါင်နေ28ပေါင်ရှိရမယ်အဲ့လိုပဲအရက်ဆိုလို့ရှိရင်ကျမတို့တွေကပထမတစ်နှစ်မှာဆိုရင်80နဲ့85ရှိရမယ်ဒုတိယနှစ်မှာဆိုလို့ရှိရင်ကျမတို့တွေကဒါ80နဲ့85ရှိရတယ်ပေါ့အဲ့တော့တချို့တွေမှာတော့ကျမတို့တွေကအရက်တွေမိသွားတယ်ပေါ့နော်အဲ့တော့မမိသွားတဲ့ကလေးတွေမှာတော့ကျမတို့ရဲ့ second time ပေါ့နော် second time ကတော့ကျမတို့ဒါ9နှစ်အောက်ကလေးတွေပေါ့အဲ့တော့9နှစ်အောက်ကလေးတွေမှာဆိုလို့ရှိရင်ဒီလိုပဲကျမတို့တွေကအာဟာရဓာတ်တွေကိုဆိုရှင်ပြေဝအောင်သိပြီးတော့မှလည်းကျွေးဖို့အရေးကြီးပါတယ်အဲ့တော့ဘယ်လိုပဲအရေးကြီးပေါ့နော်ကျမတို့တွေရဲ့အာဟာရဓာတ်တွေကတော့ပြည့်စုံရမယ်ဆိုတာလေးကတော့ဒါပထမဆုံးမိဘတွေအနေနဲ့ပေါ့နော်သိထားဖို့လည်းအရေးကြီးပါတယ်ရှင့်အဲ့တော့ပေါ့နော်ကျမတို့တွေကဒီကလေးတွေကိုကျွေးတဲ့နေရာမှာဆိုလို့ရှိရင်အစာအုပ်စုကြီး3စုဆိုပြီးတော့မှကျမတို့တွေအများသောအားဖြင့်ကတော့ပြောလို့ရှိကြပါတယ်အဲ့တော့ဥပမာဆိုလို့ရှိရင်ဒါ carbohydrate အုပ်စုပေါ့နော်ဒါအဓိကတော့ဗာလဲဆိုရှင်ခန္ဓာကိုယ်ကိုကျမတို့တွေကဒါ energy ပေါ့နော်ဒီအာဟာရတွေရရှိဖို့တဲ့အများဆုံးရရှိတဲ့အုပ်စုတွေကျမတို့ကဖြစ်ပါတယ်အဲ့တော့ဒီအုပ်စုတွေကတော့အားလုံးသိတဲ့အတိုင်းပါပဲဥပမာဆိုရှင်ကျမတို့နိုင်ငံမှာတော့အများဆုံးထမင်းပေါ့နော်စားကြတာတော့ကျမတို့ဒီ carbohydrate ထဲမှာတော့ထမင်းကိုဦးစားပေးပြီးတော့မှစားတယ်အဲ့တော့ကြားလို့ရှင်တော့ထမင်းတွေခောက်ဆွဲတွေเนาะဒါလေးတွေစားမယ်ဆိုရှင်တကယ်ကိုပဲကယ်လိုရီခေါ်တဲ့ကျမတို့တွေကအာဟာရတွေကိုရရှိသွားတာဖြစ်ပါတယ်ဒုတိယအုပ်စုအနေနဲ့ကတော့ protein လို့ခေါ်တဲ့အသားဓာတ်အုပ်စုပဲဖြစ်ပါတယ်အဲ့တော့ဒီအသားဓာတ်ကတော့အဓိကကတော့ကျမတို့ဒီအသားငါးတွေကနေရရှိတယ်နောက်ပြီးတော့မှပဲတွေကနေရရှိတယ်နောက်ပြီးတော့မှနှုတ်တွေကနေပြီးတော့မှရရှိတယ်ပေါ့နော်ဒါလေးကတော့ဗာလဲဆိုရှင်ခန္ဓာကိုယ်ကြီးထွားတဲ့အုပ်စုဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတယောက်ရဲ့ပေါ့နော်ခန္ဓာကိုယ်တွေကိုကြီးထွားစေတယ်နောက်တတိယအုပ်စုကတော့ကျမတို့တွေကဒီဗိုက်တာမင်နဲ့တက်တိဓာတ်တွေပေါ့ဒါလေးကိုတော့အများအပြားကတော့ကျမတို့ကဒါယောဂတွေကိုကာကွယ်နိုင်တဲ့အုပ်စုဆိုပြီးတော့မှကျမတို့တွေကဆိုလိုကြပါတယ်ရှင်အဲ့တော့ဒီအုပ်စုမှာတော့အဓိကကတော့ဘာပါလဲဆိုလို့ရှင်ဥပမာဆိုလို့ရှင်ဗိုက်တာမင်နဲ့တက်တိဓာတ်အများဆုံးရရှိနိုင်တဲ့ဟင်းသီးဟင်းရွက်တွေပါပါတယ်အဲ့တော့ဒါလေးတွေကိုဆိုရှင်တော့ကျမတို့ကဦးစားပေးပြီးတော့မှကျွေးရမယ်ပေါ့နော်အဲ့တော့ကျမတို့တွေကဥပမာဆိုရှင်အခုပြောတဲ့အတိုင်းပါပဲမွေးတဲ့ချိန်ကနေစပြီးတော့မှတော့ဒါမိခင်တို့တွေတိုက်လာတယ်6လနေစပြီးတော့မှကျမတို့ဖြည့်ဆွက်စာတွေကျွေးသွားတယ်တစ်နှစ်လောက်ဆိုလို့ရှင်ကလေးတွေကတော်တော်လေးစားတက်လာပြီးအဲ့ဒီလိုပဲ2နှစ်ကျော်3နှစ်လောက်ရောက်လာပြီးဆိုရှင်သူကသူပေါ့နော်ဥပမာဆိုလို့ရှင်ကိုယ်တိုင်စားတက်တာတွေလည်းအများကြီးရှိလာတတ်ပါတယ်အဲ့တော့ဒီအုပ်စုစလုံးကို3စုပေါ့နော်ဒါကတော့အုပ်စုကြီးအနေနဲ့ဆိုကျမတို့က3စုလို့ပြောတယ်အစားစားအုပ်စုဆိုလို့ရှင်တော့ကျမတို့က5စုအနေနဲ့ကျမတို့ကပြောတယ်အာဟာရဓာတ်လို့ပြောမယ်ဆိုတော့ကျမတို့က6မျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အခုကျမပြောပြတဲ့အစားအစာတွေပေါ့အဲ့တော့ကလေးတယောက်ကဆိုလို့ရှင်ကျမတို့ထမင်းပဲဆဆခောက်ဆွဲပဲဆဆစားရမယ်အသားငါးပါရမယ်နောက်ပြီးတော့မှဟင်းသီးဟင်းရွက်ပါရမယ်နောက်ပြီးတော့မှကြက်ဥပါရမယ်ပြီးလို့ရှိရင်ကျမတို့နှုတ်ပေါ့နော်ဒါလေးတွေပေါ့ပါရမယ်နောက်ပြီးတော့မှကျမတို့ရေတောက်တက်တဲ့ကလေးတွေမျိုးကျမတို့တွေကဖြစ်စေရမယ်ပေါ့အဲ့တော့ဒီအုပ်စုကြီးတွေကိုအကုန်လုံးရောကျမတို့ကလေးတွေကတကယ်ကိုပဲစားနိုင်သလားเนาะအဲ့တော့အဓိကကတော့ကျမတို့တွေကကျွေးရမှာပေါ့နော်အဲ့တော့မိဘတွေအနေနဲ့ကတော့ဥပမာဆိုလို့ရှိရင်ကျမတို့ကအသားငါးကိုဆိုရင်ဥပမာ2နှစ်အထက်ရောက်လာပြီဆိုအနည်းဆုံး30သားပေါ့နော်2နှစ်အောက်ရောက်သွား2နှစ်အောက်မှာဆိုရှင်တော့ကျမတို့က9ချက်သားကျွေးလို့ရှိပါတယ်ဒါပေမဲ့ဒီအသားငါးရဲ့ပမာဏရောတကယ်ပြည့်သလားလို့ပြောမယ်ဆိုတော့ဒါမပြည့်ဘူးလို့
ပဲကျမတို့ကပြောလို့ရပါတယ်အဲ့လိုမပြည့်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဥပမာဆိုလို့ရှိရင်ကြက်ဥတို့နှုတ်တို့နဲ့ပေါ့နော်ဒါမျိုးလေးတွေနဲ့ကျမတို့တွေကအစားထိုးပြီးတော့မှကျမတို့ကကျွေးရပါတယ်အဲ့လိုပဲကလေးတွေကိုဆိုရှင်ကျမတို့ကဟင်းသီးဟင်းရွက်တစ်သီးပေါ့နော်ဒါလေးတွေကိုလည်းကျမတို့ကငယ်ကလေးကနေစပြီးတော့မှကျမတို့ကျွေးဖို့ဆိုတာလေးကိုသိပြီးတော့မှအရေးကြီးပါတယ်အဲ့တော့တကယ်ပေါ့နော်ငယ်လေးကလေးကစားတတ်တဲ့ကလေးမျိုးမှာဆိုလို့ရှိရင်တော့ဒါတစ်သီးတွေလည်းစားတတ်တယ်ဟင်းသီးဟင်းရွက်တွေလည်းစားတတ်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့လည်းတချို့သောကလေးတွေမှာတော့ဒါကြီးများတာမျိုးပေါ့နော်ဒါမျိုးတွေကဆိုလို့ရှိရင်လည်းအများကြီးရှိပါတယ်အဲ့တော့မိမိတွေအနေနဲ့ကလည်းတကယ်ကိုပဲကြီးများသလားကျမတို့ကြည့်မယ်ဆိုလို့ရှိရင်လည်းကြီးများပါတယ်အထူးသဖြင့်ကျမတို့ရဲ့မြန်မာကလေးတွေပေါ့နော်မြန်မာကလေးတွေကအသားစားဆိုလို့ရှိရင်လည်းကျမတို့ကနဲပါတယ်သူတို့တကယ်စားနိုင်သလားဆိုလို့ရှိရင်တော့ကျမတို့ကမစားနိုင်ဘူးပေါ့ကျမတို့ကဒါပြောတယ်ငါးချက်သားစားရမယ်လို့10သားစားရမယ်လို့เนาะဒါကျမတို့ရဲ့ဒါ theory အရပြောတာဒါရှိတယ်ကလေးတွေကတကယ်တမ်းစားတဲ့ခါကျတော့ကျမတို့တစ်ချက်သားပေါ့เนาะဒါတော့မနေ့ကုန်အောင်ကျမတို့ကကျွေးရတာတွေရှိပါတယ်အဲ့တော့ကလေးတွေရဲ့အစားစားပုံကိုကျမတို့ကအရင်ဆုံးကြည့်မယ်ဆိုရင်ဒါလေးတွေကိုလည်းမိမိတွေအနေနဲ့နားလည်တတ်ဖို့အရေးကြီးပါတယ်တချို့သောကလေးတွေကတော့ပေါ့เนาะဥပမာဆိုလို့ရှိရင်အခုနောက်ပိုင်းမှာတော့ဒီ screen time ပေါ့เนาะဒါဖုန်းတွေလည်းကြီးတက်လာတယ် TV တွေလည်းကြီးတက်လာတယ်အဲ့လိုတွေကြီးတဲ့အတွက်ကြောင့်မလို့သူတို့မှဆိုလို့ရှိရင်လှုပ်ရှားမှုတွေဆိုတာတကယ်ကိုပဲနည်းနေပါတယ်เนาะဒီလှုပ်ရှားမှုတွေနည်းနေတဲ့အတွက်ကြောင့်မလို့လဲဥပမာဆိုလို့ရှိရင်ကလေးတွေကဗိုက်စားတဲ့အချိန်မှာဆိုလို့ရှိရင်ဒါမစားတာမျိုးလဲဖြစ်တတ်တာတကြောင်ပေါ့เนาะနောက်တစ်ခါကျတော့ဗာလဲဆိုရှင်ကလေးတွေကိုအစားအစာတွေကျွေးတဲ့ခါမှာဥပမာဆိုလို့ရှင်ကလေးတွေကဗိုက်စားပြီလို့ပြောလိုက်တဲ့ခါမှာသူ့ရဲ့ထမင်းချိန်မရောက်သေးဘူးဆိုရှင်များသောအားဖြင့်မမေတွေကကြတော့ပေါ့เนาะဥပမာ snack တွေပေါ့เนาะဒီလို snack တွေမျိုးကိုဆိုရှင်သွားပြီးတော့မှထမင်းချိန်တွေတော့နီးနေပြီဒါပေမဲ့ snack တွေကိုဆိုရှင်သွားကျွေးတာမျိုးပေါ့เนาะဒီလိုတွေကျွေးလိုက်တဲ့အခါမှာဆိုလို့ရှင်လည်းကလေးတွေရဲ့စားတောက်တဲ့အချိန်တွေဆိုရှင်ပြောင်းလဲသွားပြီးတော့မှဒါမစားတာမျိုးလဲကျမတို့ကတွေ့ရတတ်ပါတယ်ဒါကြောင့်မလို့မိမိတွေအနေနဲ့ကတော့အဓိကကတော့ပေါ့เนาะဥပမာအစားအစာကျွေးတဲ့နေရာမှာတော့ကျမတို့ကစနစ်တကျလေးကျွေးပေးပါလို့လည်းကျမတို့ကပြောချင်တယ်ပေါ့เนาะဘာလို့လဲဆိုလို့ရှင်ဥပမာဆိုရှင်ကျမတို့ထမင်းကြီး3ချိန်ပေါ့เนาะပုံမှန်အားဖြင့်ကျမတို့မြန်မာကလေးတွေကတော့မနေ့စာစားမယ်နေ့လယ်စာစားမယ်ညစာစားမယ်ပေါ့เนาะအဲ့ဒီလိုမျိုးစားမယ်နောက်ပြီးတော့မှ snack လို့ပြောတဲ့အချိန်မှာတော့ဂျားထဲမှာဥပမာ10နာရီလောက်တစ်ချိန်ကိုကျမတို့အစာပြေကျွေးတာမျိုးတို့ညနေ3နာရီလောက်မှအစာပြေကျွေးတာမျိုးပေါ့เนาะဒါလေးတွေလည်းကျမတို့ထည့်ပြီးစဉ်းစားရမယ်အဲ့လိုပဲညအိတ်ခါနီးမှာဆိုလို့ရှိရင်ဒါကလေးလေးတွေကိုကျမတို့ကဗိုက်ပြေးအောင်ပေါ့ဥပမာနှုတ်နဲ့ပေါ့เนาะကြက်ဥနဲ့ပေါင်းမုံလေးဖြစ်ဖြစ်ဘီစကစ်လေးဖြစ်ဖြစ်ပေါ့เนาะဒီလိုလေးတွေကျွေးထားမယ်ဆိုရင်ကလေးလေးတွေကဗိုက်ပြေးသွားတဲ့ခါမှာလည်းအိတ်တက်ပါတယ်အိတ်သွားတယ်ဆိုရင်ကြာသူကလေးလေးကအေးဝသွားတာလည်းရှိမယ်အဲ့လိုတွေရှိသွားမယ်ဆိုလို့ရှိရင်တော့ဒါကလေးကနင်းနစ်ချိုက်ချိုက်လည်းအိပ်ပျော်သွားမယ်ပေါ့เนาะဒီလိုမှမဟုတ်ဘူးဆိုရင်တချို့တော့ကလေးတွေကကြတော့ပေါ့เนาะဥပမာညမှာဆိုရှင်ဗိုက်စာတာမျိုးတွေဖြစ်တဲ့ခါမှာတော့လေဥပမာနှုတ်ပဲပေါ့เนาะဥပမာမိခင်နှုတ်ဆိုးတဲ့အရွယ်မှာဆိုလို့ရှိရင်မိခင်နှုတ်ပဲတညလုံးနှုတ်ဆွဲတာမျိုးပေါ့เนาะအဲ့လိုတွေဖြစ်တဲ့အတွက်ကြောင့်မလို့အေးပြတ်တာကြီးလည်းကျမတို့ကြုံရပါတယ်ဒါကြောင့်မလို့တသားမီမီလေးတွေကိုအစားအစာကျွေးတဲ့ခါမှာဆိုရင်တော့ကျမတို့ကစနစ်တကျပေါ့เนาะအစာကြီး3ချိန်နောက်ပြီးတော့မှ snack တိုင်း3ချိန်သဘောမျိုးပေါ့เนาะဒီလိုလေးတွေကျွေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေတယ်လို့လည်းကျမတို့ကပြောလို့ရပါတယ်နောက်တစ်ခါတော့ခုပြောသလိုပေါ့သူတို့လေးတွေကဆိုလို့ရှိရင်တကယ်ကိုပဲအစာကြီးများတယ်ပေါ့အဲ့တော့တချို့ကလေးတွေကတော့ဥပမာအရွက်မစားဘူးပေါ့เนาะကျမတို့နိုင်ငံမှာအရွက်မစားတဲ့ကလေးတွေကလည်းများပါတယ်အဲ့တော့ကျမအခုပြောသလိုဟင်းသီးဟင်းရွက်ဆိုတဲ့ဟာမျိုးကလည်းစားလိုက်ပြီဆိုတဲ့ခါကျမှဒီကလေးတယောက်ရဲ့เนาะကျမကြီးတွေကောင်းမယ်ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေရမယ်သူတို့ကဆိုလို့ရှိရင်ယောဂကာကွယ်ခြင်းတွေကလည်းကင်းမယ်ပေါ့เนาะအဲ့လိုတွေကင်းစေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ဟင်းသီးဟင်းရွက်ကိုကျွေးတဲ့အခါမှာလည်းကျမတို့သူတို့ကိုဆိုရှင်စနစ်တကျကျွေးပြီးဖို့အရေးကြီးပါတယ်အဲ့တော့ကျွေးတဲ့အခါမှာတော့ပေါ့เนาะများသောအားဖြင့်ကတော့ဟင်းသီးဟင်းရွက်တွေဆိုလို့ရှိရင်ကလေးလေးတွေကမကြိုက်ကြဘူးပေါ့เนาะဥပမာကစွန်ရွက်ကြော်ကျွေးတယ်ဆိုလဲဒါဘာမှအရသာမရှိဘူးဆိုရှင်မကြိုက်ကြတာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကျမတို့တွေကဒီမမေတွေကိုကျွေးတဲ့အခါမှာပုံစံအမျိုးမျိုးပေါ့เนาะဒါကြောင့်မလို့ texture တွေကျမတို့တွေပြောင်းပြီးတယ်အခုနောက်ပိုင်းမှာတော့ဒီ bento box တွေကအစပေါ့เนาะဥပမာကလေးလေးစားမဲ့ရုပ်ကလေးတွေကအစပေါ့เนาะဥပမာမျက်နှာလေးတွေเนาะဒီလိုလေးတွေပုံစံလေးတွေပေါ်ပြီးမှလဲတချို့ဆိုလို့ရှိရင်ကျွေးကြတာတွေရှိပါတယ်အဲ့တော့အရွက်မစားတဲ့ကလေးဆိုလို့ရှိရင်လည်းဥပမာအသားနဲ့အရွက်လေးကိုပတ်ပြီးတော့မှကြော်ပေးတာမျိုးပေါ့เนาะပေါင်းပေးတာမျိုးဆိုလို့ရှိရင်အရွက်နဲ့အသားလေးနဲ့ရောပြီးတော့မှပါသွားတယ်ဆိုလို့ရှိရင်ဒါကလေးလေးတွေကအရွက်လေးတွေကိုစားတတ်သွားတယ်ပေါ့တချို့ကြပြန်တော့လေတခါအသားမစားဘူးပေါ့เนาะအဲ့တော့အသားမစားတဲ့ကလေးလေးတွေမျိုးမှဆိုလို့ရှိရင်လည်းဥမာသူတို့ကလေးလေးတွေကတော့များသောဖြင့်6နှစ်9နှစ်လောက်ရောက်မှဆိုတာပေါ့เนาะသွားတွေကကြရှင်အသက်လဲတာဖြစ်တယ်အဲ့လိုအသက်လဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်ပိုင်းပေါ့เนาะငဲတဲ့ကလေးလေးတွေမျိုးမှဆိုရင်တော့ကျမတို့တွေကပေါ့เนาะဥမာပြက်ပြောင်းပေါ့เนาะကလေးတွေကအသားဆိုလို့ရှိရင်မာရင်မစားတတ်ကြပါဘူးအဲ့ဒါကြောင့်မလို့ပျော့တဲ့ဟာမျိုးတို့เนาะနောက်ပြီးတော့မှဥမာကြက်သားပေါင်းတို့ငါးပေါင်းတို့เนาะဒီလိုမျိုးလေးတွေပေါ့ပုံစံအမျိုးမျိုးလေးနဲ့ကျမတို့ကသူတို့ကိုဆိုရှင်ကျွေးပြီးဖို့ကလည်းအများကြီးရေးကြည့်ပါတယ်ရှင့်เนาะအဲ့တော့ကျမတို့တွေကနောက်တစ်ခုကတော့ပေါ့เนาะဒါမေမေတို့ကအများဆုံးသိချင်တဲ့ကိစ္စကတော့ကျမတို့အားဈေးတွေပေါ့เนาะအဲ့တော့အားဈေးတွေရော